တွေစားချိုးခဲ့ပြီးချိန်များတွေ့ရင်နာဟန်ဆောင်ဖုံးကွယ်မြင်သလိုနေခဲ့သည်များချင်နာရဲ့မင်းရဲ့နဲ့နာခံမှုယူရတွေပြန်လို့တွေ့ရင်